Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကကြတော့ဈေးကွက်ထဲမှာအရန်နဲ့ကိုမှ trend ဖြစ်နေတဲ့ဆင်းရုပ်ကလေးပေါ့နော်ကျွန်မရှိမှဝင်လာပါပြီရှင်အကောင်လုံးကရှုံမပြီးလေတော့ကျွန်မကာလာလိုင်းလေးတော့ပြမထားတော့ဘူးပေါ့နော်ဒီဟာကြရှုပ်ပုံလေးပဲလာပြတာဖြစ်ပါတယ်ရှင်သူကကော်လန်ကိုမှ VV လေးနဲ့ကျွန်မတို့ရှုပ်ပေးထားတာဖြစ်ပါတယ်ပေါ့နော်ပြီးလို့ရှိရင်တော့သူမှအိတ်ကလေးပါပါမယ်ရှင်အိတ်ကလေးလည်းကျွန်မတို့ထည့်ပေးထားပါတယ်ရှင်ကျမတို့ရှီယာဟာကြတော့ site ကလုံးဝအကြီးတွေကိုမှရွေးပြီးချုပ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်ရင်44 46ဝေးလို့ရပါမယ်ရှင်ပြီးလို့ရှိရင်ဝါတဲ့လူတွေအတွက်ဘောင်းမီကိုခွာဖို့ပါထည့်ပေးထားပါတယ်ရှင်လက်ကတိတန့်ဖြစ်တဲ့အတွက်ကြောင့်သူကကာလာ6ရောင်လာပါတယ်ပေါ့နော်ကာလာ6ရောင်လေးတော့ယူပေးရမှာဖြစ်ပါတယ်ရှင်ကာလာ6ရောင်ကိုမှလက်ကားစီဈေးတန်လေးနဲ့ရပါမယ်